ပန်တဂွန်ဟာ American နိုင်ငံတစ်ခုလုံးကိုလွှမ်းခြုံနိုင်ဖို့ Golden Dome စီစဉ်နေပါတယ်။သူ့ရဲ့ကြီးမားလာတဲ့အရွယ်အစားက Iron Dome ကိုတင်းငယ်သွားစေပါတယ်။ဘာလို့လဲဆိုတော့ Iron Dome က10 ကီလိုမီတာလောက်သာရှိတဲ့အသေးစားဧရိယာကိုပဲဖုံးလွှမ်းနိုင်ပြီးသူ့နောက်မှာရှိတဲ့ David Sling နဲ့ Arrow စနစ်တွေကတော့ကီလိုမီတာ2400အထိသာဖုံးလွှမ်းပေးနိုင်ပါတယ်။ American ဟာ Golden Dome ဖြစ်လာစေဖို့ဒီလိုစနစ်အစုဝေးတွေကိုနိုင်ငံတော်မှာတက်ဆင်ထားဖို့စီစဉ်နေပါတယ်။ဒါပေမဲ့ Patriot, THAAD နဲ့မြေပြင်အခြေစိုက်ကြားဖြတ်ဒုံးကျည်တွေလိုမျိုးပိုကောင်းတဲ့ဒုံးကျည်တွေကိုအသုံးပြုထားမှာပါ။ဘာဖြစ်လို့လဲဆိုတော့မမျှော်လင့်ထားတဲ့တိုက်ခိုက်မှုတွေက Israel ရင်ဆိုင်နေရတာတွေနဲ့အတိုင်းအတာနဲ့လုံးဝမတူညီပါဘူး။ဒီစနစ်တွေစီတရင်အချက်လက်တွေပေးပို့လိုက်မှုအတွက် America ဟာ Alaska ပြည်နယ်မှာခေတ်မီတဲ့ Phased Array Radar တွေကိုတက်ဆင်ထားပြီးပါပြီ။၎င်းကဒုံးကျည်တွေကိုတိတိကျကျခြေရာခံနိုင်တဲ့အနီးအောက်ရောင်ချိန်အာယုံခံကိရိယာတွေပါဝင်တဲ့ဂျိုးထူးခွင့်ရတွေနဲ့လည်းချိတ်ဆက်ထားပါတယ်။အကောင်းဆုံးအပိုင်းကတော့ဒီအရာတွေအားလုံးရဲ့ကုန်ကျစရိတ်ဟာ F-35 Lean Project ရဲ့3 ပုံ 1 ပုံဖြစ်တဲ့ဒေါ်လာဘီလီယံ900ခန့်သာရှိတာပဲဖြစ်ပါတယ်။